ကျွန်တော်ရဲ့ချစ် customer လေးအတွက် iPhone နဲ့ကလူကြိုက်အရန်များပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံ official အလုံးလေးဖြစ်တဲ့ iPhone 17 Pro Max HC region လေးကိုလက်ရှိ second ပေါက်နေတဲ့ဈေးထက်ရော့ပြီးတော့အသက်တာဆုံးလေးနဲ့ရောင်းချပေးမယ်။စက်က parking ဖောက်ထားတာကျွန်တော်တို့တလပိုင်း15ရက်နေ့မှာ parking ကျွန်တော်ရှိရပဲဖောက်ထားတဲ့အလုံးလေးဖြစ်တယ်။ body 100% အသစ်တိုင်းတက်မယ် battery 100လေးနဲ့ warranty 9လကျော်8လနီးပါးလောက်ကျန်သေးတယ်။အလုံးဝအခုမှ parking ဖောက်ထားသလိုသုံးရမယ်။လက်ရှိကျွန်တော်တို့ second ထဲမှာရောင်းနေကြတာ63သိန်းခွဲ64သိန်း65သိန်းပတ်ချလဲရောင်းနေကြတယ်ဒီအလုံးလေးကိုကျွန်တော်ရောင်းချပေးမယ်လေကျွန်တော်ရဲ့ချစ် customer တွေကိုတန်တန်လေးပဲရောင်းချပေးမယ်63သိန်း5000နဲ့ iPhone 17 Pro Max 256 HC battery 100 warranty 8လနီးပါးကျန်လေးကိုကျွန်တော်ရောင်းချပေးမယ်ကျွန်တော်ရဲ့ customer တွေကြိုက်နေတတ်တယ်ဆိုတလုံးပဲကျန်တဲ့အတွက်ကြောင့်အများဆုံးလေးလာခဲ့ပြီပါမှန်ကတ်ကာဗာကင်မရာမှန်ကအကောင်းသားတွေအကုန်တက်ပြီးသားမိတ်ဆွေလက်တင်စင်ကတ်ထည့်ပြီးသုံးရုံနဲ့ 100% စီးရပိတ်ဖြစ်တဲ့အလုံးလေးတွေဖြစ်ပါတယ်ဒီလုံးလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်တို့ WeMobile Shop ကိုလမ်းခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ